မစားရမနေနိုင်တဲ့ချစ်သူကောင်းပါလေးရှိရင်ဒီရွှေဖြုံသီးကိတ်မုတ်ဖုတ်လေးကိုလှုပ်ကြည့်လိုက်ပါနော်ကိုယ်တိုင်လုပ်ရတာလဲလွယ်ကူအာဟာရပြည့်ဝပြီးအရသာလည်းရှိပါတယ်တစ်ပင်မောကခူးထားတဲ့ဘေဘီရွှေဖြုံသီးလေးကိုယူပြီးအပေါ်ပိုင်းကိုဖြတ်ပါဘေးဘက်ကိုဓာတ်နဲ့အဝိုင်းလိုက်ဖောက်ပါအဖုံးကိုဖွင့်ပြီးအထက်ကအစိအစံတွေဖယ်ပါ180ဒီဂရီနဲ့10မိနစ်အရင်ဖုတ်ပါပကံလုံးထဲမှာကြက်ဥနှလုံးတကြားတစ်စုံနွားနို့80မီလီလီတာထည့်ပါနှံ့အောင်မွေပါနို့အရေးထည့်ပြီး160ဒီဂရီနဲ့မိနစ်20ထပ်ဖုတ်ရင်ရပါပြီမွေးချိုပြော့ဤပြီးအရသာကောင်းလို့ကောင်းမလေးပါထားအော်သားမှအသေးကြပါပဲရှင်မြန်လှုပ်ကြွေးလိုက်တော့နော်တကယ်မနောက်ပါဘူးနော်ဒီအာလူးကြော်နီးကတကယ်ကိုအရန်ကောင်းပါတယ်မဖြစ်မနေလှုပ်စားကြည့်ကြနော်ပန်းငံပြားရဲ့အနှစ်နဲ့နူးဤနေတဲ့အာလူးတွေကအရသာရှိပါတယ်ထမင်းနဲ့ဆိုရင်တကယ်ကိုလိုက်ဖက်ပါတယ်လောက်ရတာလည်းအရန်လွယ်ပါတယ်အဝါရောင်အလဲသားရှိတဲ့အာလူးကိုရွေးပြီးအထူနည်းနည်းလေးလှီးပါအာလူးတွေကကစီဓာတ်တွေလုံးဝပျောက်သွားအောင်ရေးဆေးပါစီပူလာရင်အာလူးထည့်ပါမြန်မလှမ်းပါနဲ့ဖြည်းဖြည်းချင်းကြော်ပါနှစ်ဖက်စလုံးနည်းနည်းလေးရဲရင်ဆယ်ယူပြီးဘေးဖယ်ထားပါအာလူးကြော်ထားတဲ့စီကိုပဲဝက်သား3 တက်သားထည့်ပြီးရဲလာအောင်ကြော်ပါငရုတ်သီးကြောင့်နဲ့ကြက်သွန်မျိုးအချက်ပန်းငံပြားရဲ့အနှစ်တစုံထည့်ပါမွေးလာပြီးစီနီလေးတွေထွက်လာရင်အာလူးထည့်ပါကြက်သွန်နီနဲ့ငရုတ်သီးစိမ်အနီကိုထည့်ပြီးနှံ့အောင်မွေပါမွေးရနံထွက်လာတဲ့အထိမွေပါအရသာအတွက်ပန်းငံပြားရဲ့အကြီးနဲ့အချိုမုတ်အနှဲငယ်ထည့်ပါမီးပြင်းပြင်းနဲ့နှံ့အောင်မွေပြီးရင်မီးဘော်ကချနိုင်ပါပြီဒီလိုကြော်ထားတဲ့အာလူးတွေကတကယ့်ကိုအရန်မွေးပါတယ်ပန်းငံပြားရဲ့အနှစ်နဲ့ပြည့်ဝပြီးထမင်းစားခြင်းစိတ်ကိုဖြစ်စေပါတယ်မြန်လှုပ်ကြည့်လိုက်တော့နော်ကြက်သားဆံပြုတ်ဝက်သားဆံပြုတ်တွေပဲစားနေရလို့ဤနေပြီဆိုရင်အခုလိုဟင်းနူးနွယ်နဲ့ဆံပြုတ်လေးပြောင်းချက်စားကြည့်ပါလွယ်ကူပြီးအာဟာရပြည့်ဝပါတယ်ဆံကိုရေနဲ့2 ကြိမ်ဆေးပါညနေမြေပေါ်ကဖော်မုတ်နဲ့အညစ်အကြေးတွေဖယ်ရှားဖို့ပဲလိုပါတယ်ရေဆူလာတဲ့အခါဆန်ထည့်ပါမီးအေးနဲ့မိနစ်20လောက်ပြုတ်ပါစီးကပ်လာအောင်ပြုတ်ပြီးရင်ဟင်းနူးနွယ်နဲ့ရွှေဖြုံသီးအတုံးလေးတွေထည့်ပါစားနှဲငယ်ထည့်ပါနှံ့အောင်မွေလိုက်ပါစီးကပ်လေးနဲ့အရသာကောင်းပြီးအစာအိမ်ကိုအကျိုးပြုပါတယ်လူကြီးမင်းတို့လည်းမြန်လိုက်လုပ်ကြည့်ပါနော်ကြက်ဥပူတင်းကိုအိမ်မှာပဲအလွယ်တကူဖုတ်စားမယ်နွားတို့နဲ့ကြက်ဥကိုတွဲဖက်လိုက်တဲ့အခါလူကြီးရောကလေးပါကြိုက်တဲ့ကြက်ဥပူတင်းပဲဖြစ်ပါတယ်လောက်ရတာလည်းအရန်ကိုလွယ်ကူပါတယ်ပကံလုံးတစ်လုံးထဲမှာကြက်ဥ3 လုံးဖောက်ထည့်ပြီးတကြားတစ်စုံနွားတို့210မီလီလီတာထည့်ပေးပါနှံ့အောင်မွေပေးပါပြီးတော့အပူကန်ခွက်ရဲ့80 ရာခိုင်နှုန်းလောက်ပြည့်အောင်ထည့်လိုက်ပါair fryer မှာ180ဒီဂရီနဲ့10 မိနစ်လောက်အရင်ဖုတ်ပါအိုးတွေကထုတ်ပြီးတကြားဖြူအနှဲငယ်ဖြူပါ9 မိနစ်လောက်ထပ်ဖုတ်လိုက်ရင်ရပါပြီနွားတို့နဲ့မွေးပြီးပါဇက်တက်ထည့်လိုက်တာနဲ့ပျော်ဝင်သွားပါတယ်အရန်ကိုလွယ်ကိုမနေဘူးလားလူကြီးမင်းတို့လည်းမြန်လိုက်လှုပ်စားကြည့်ပြီးကောင်းမကောင်းကောမန့်မှာလာရေးပေးကြပါအောင်ရှင်လူကြီးမင်းတို့အိမ်မှာကြက်ဥတွေပို့နေရင်ဒီကိုကာကိုလာဥကိုလုပ်ကြည့်နိုင်ပါတယ်မိဘဘောကချလိုက်တာနဲ့ဝက်သား3 တက်သားကိုပြုတ်ပြီးစီးနဲ့ချက်ထားတဲ့ဟင်းထက်တောင်ပိုကောင်းနေပါလိမ့်မယ်ပြုတ်လို့ရတာလွယ်ကူပြီးအရသာရှိကအနှံ့လည်းမွေးပါတယ်ပထမဆုံးအနေနဲ့ကြက်ဥကိုရေအေးတဲ့ထည့်ပါစားတစ်စုံထည့်ပြီး10 မိနစ်လောက်ပြုတ်လိုက်ပါ10ပြီးအေးခံလိုက်ပါဒါဆိုရင်အခွန်ခွာရတာလွယ်ပါလိမ့်မယ်ပြီးတော့ဓာတ်နဲ့အစင်းကြောင်းလေးတွေဖော်ပေးပါဒါမှအရသာဝင်ပါလိမ့်မယ်စီပူလာတဲ့အခါကြက်ဥထည့်ပါမီးအေးလေးနဲ့ဖြည်းဖြည်းချင်းကြော်ပါမျက်နှာပြင်ကရွှေရောင်ချမ်းချမ်းလေးဖြစ်သွားတဲ့အထိကြော်ပါပြီးရင်ကြက်သွန်မိတ်နဲ့ချင်းငရုတ်သီးကြောင့်စမုံစပါတက်တန်းခုံတော့မဲ့ကိုကာကိုလာတပူးထည့်ပါရတာအတွက်ပန်းငံပြားရဲ့အကြီးတစ်စုံပန်းငံပြားရဲ့အနောက်အနှဲငယ်တကြားခဲထည့်ပါအဖုံးပြီးမီးအေးနဲ့10 မိနစ်လောက်နှက်ထားပါပြီးတော့မီးပြင်းပြင်းနဲ့အရေခန့်အောင်ပြုလုပ်ပါနှမ်းဖြူနဲ့မွှေးနေတဲ့ကြက်သွန်မိတ်လေးတွေဖြူပေးပြီးမိဘဘောကချနိုင်ပါပြီဒီလိုလုပ်ထားတဲ့ကိုကာကိုလာဥကအရသာရှိပြီးကိုကာကိုလာကြက်တောင်မှန်ထက်တောင်ပိုကောင်းပါသေးတယ်ကြိုက်ရင်လည်းလုပ်ကြည့်ကြပါနော်